ကောင်မလေးဟာသူမရဲ့ချစ်လှစွာသောရည်စားဖြစ်သူနဲ့လမ်းခွဲခဲ့ခါစားပဲရှိပါသေးတယ်မမျောလင့်ပဲနောက်တစ်စက္ကန့်မှတင်သူမရဲ့ခေါင်းကိုအဝိတ်အိတ်တစ်ခုနဲ့ဆွတ်လိုက်ပြီးသူမကိုအကြမ်းဖက်ပြီးအတင်းအဓမ္မဆွဲခေါ်သွားပါတော့တယ်ခေါင်းစုပ်ကိုဖယ်လိုက်တဲ့ခါမှာတော့မြောင်ဟီးမိုင်ယောင်တယောက်သူမကိုပြန်ပေးဆွဲခဲ့တဲ့သူဟာတကယ်တော့သူမရေးစားရဲ့အဖေဖြစ်နေမှန်းသိလိုက်ရပါတယ်သူဟာမြောင်ဟီးနဲ့ဟီတဲလို့ချင်းတွေ့နေတဲ့တပ်ပုံတွေကိုထုတ်ပြပြီးသူမရဲ့နိုင်ငံရခြားပညာတော်တင်သွားမဲ့ passport ကိုတုံးပြီးသူ့သားနဲ့လမ်းခွဲဖို့ချင်းချောက်ခဲ့ပါတယ်ရှူရီယန်ရဲ့အကိုဖြစ်သူဟာသူတို့မိသားစုကုမ္ပဏီအဝင်ဝါမှာမြောင်ဟီးတယောက်ဒူးတုံပြီးစိတ်တန်ရာရကထိုင်ငူနေတာကိုတွေ့သွားပါတယ်မြောင်ဟီးကဆူချန်ကိုသူမရဲ့ passport ကိစ္စကိုကူညီစုံစမ်းပေးဖို့တောင်းပန်ခဲ့ပါတယ်သူမတန်တရားရှိခဲ့တဲ့အတိုင်းပဲဟီတေးရဲ့အဖေဟာသူ့ရဲ့အာဏာကိုတုံးပြီး passport ကိုတင်စီထားခဲ့တာပါလုံးဝစိတ်နှလုံးကြေကွဲသွားရတဲ့မြောင်ဟီးဟာသူမနဲ့ဟီတေးတို့ကြားမှာအနာဂတ်မရှိတော့ဘူးဆိုတာကိုရင်ထဲကနေသိလိုက်ရပါတဲ့ကျေးဇူးပြုပြီးအိမ်ပြန်มาတော့မမြောင်ဟီးကျွန်တော်ကတော့ကျေးဇူးပြုပြီးထွက်သွားပြီးပါတော့မြောင်ဟီးဟာဟီတေးပေါ်တမင်တက်အေးဆက်ပြီးနှလုံးသားမရှိသလိုပြုမှုဖို့ဖိအားပေးခံခဲ့ရပါတယ်မြောင်ဟီးပျောက်ဆုံးသွားတာကိုသိပြီးနောက်မှာတော့သူမရဲ့တငယ်ချင်းဆူရီယန်ကလည်းလိုက်ရှာဖို့ရောက်လာခဲ့ပါတယ်ဒါပေမဲ့အင်္ဂါကောင်းဆောင်ကပင်သူမပဲသွားလဲဆိုတာမသိပါဘူးစိုးရိမ်ပူပန်နေတဲ့ဆူရီယန်ဟာဟီတေးရဲ့အဖေပြောခဲ့ဘူးတဲ့ဒီကိစ္စကိုသူကိုယ်တိုင်ကင်တွေဖြေရှင်းမယ်ဆိုတဲ့စကားကိုတတိယသွားပါတယ်သူမဟာအကူအညီတောင်းဖို့အကူဖြစ်သူစီချက်ချင်းသွားခဲ့ပေမဲ့မြောင်ဟီးရဲ့ passport အသိမ်းခံလိုက်ရတာကိုသိပြီးထိတ်လန့်သွားပါတယ်ဆူရီယန်ဟာနောင်တတရားတွေနဲ့စိတ်မကောင်းခြင်းပြင်းထန်စွာခံစားလိုက်ရပြီးသူမဖုံးကွယ်ထားခဲ့တဲ့လှုပ်ဝက်ချက်ကိုသူမရဲ့အကူအားဖွင့်ဝင်ခံလိုက်ပါတော့တယ်ဒါဆိုမင်းပြောချင်တာကပထမဆုံးအစကတည်းကအားလုံးကလိန်ညာမှုတွေပေါ့ဟုတ်လားဆူရီယန်ဟာဘာတကုံးမှမပြောဘဲခေါင်းပဲညှိပြခဲ့ပါတယ်သူမရဲ့အကူဆူချန်ရဲ့မျက်လုံးတွေမှာတော့မျက်ရည်တွေပြည့်ရှံလာခဲ့ပါတယ်သူညီမရဲ့တကူကောင်းဆန်မှုကြောင့်မြောင်ဟီးတယောက်ဒီလောက်တောင်ဒုက္ခရောက်ခဲ့ရတာကိုဟီတေးဟာမြောင်ဟီးကိုအသေးတန်လိုက်ရှာနေခဲ့ပါတယ်သူတို့ဟာမနေ့ကတည်းအရန်ပျော်ခဲ့ကြတာပါလုံးဝကိုတာယာကြည်နူးစရာကောင်းခဲ့တာပါလို့တညတာအတွင်းမှာတင်အကောင်းရအားလုံးယူပစ်တယ်လို့ပျောက်ကွယ်သွားရတာလဲသူဟာမြောင်ဟီးဘာတွေဖုံးကွယ်ထားလဲဆိုတာကိုသိကျင်လို့ဒေါသတကြီးအော်ဟစ်မေးမြန်းခဲ့ပါတယ်အဲ့ဒါကိုရှင်ပဲရှင်အဖေကိုတွားမေးလိုက်ပါလားငါအဖေဟုတ်လားရှင်နဲ့တွဲနေလို့ကျမကိုပညာတော်တင်တွားခွင့်မပေးတော့ဘူးလို့ရှင်ဖေပြောတယ်သူမရဲ့အဖေကိုကြားလိုက်ရတဲ့အခါမှာတော့ဟီတေးတယောက်စွန့်သွားခဲ့ရပါတယ်သူကြောင့်မြောင်ဟီးဘလောက်တောင်နာကျင်ခံစားခဲ့ရလဲဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့မြောင်ဟီးဟာကြေကွဲဝမ်းနည်းမှုတွေနဲ့ကြမ်းပြင်ပေါ်လဲပြိုကျသွားပါတော့တယ်သူမဟာဟီတေးကိုစိတ်ရင်းနဲ့တကယ်ချစ်တာဖြစ်ပေမဲ့သူမအချစ်ဆုံးလူကိုဆုံးရှုံးရမှာဖြစ်လို့အခုလိုရက်ဆက်တဲ့အလိမ်ညာစကားတွေကိုပဲပြောထွက်ခဲ့ရပါတော့တယ်